မလေးစားချင်းဆိုတာဖြည်းဖြည်းချင်းသိစေတဲ့အစိတ်တစ်မျိုးပဲမင်းတို့တွေကအများစုဟာလူကြီးလူကောင်းဆန်းနေဆိုတာကိုခြေတုပ်ဘက်လိုအနှင်းခံရတာနဲ့မှားယွင်းမှတ်ယူကြပြီးတော့အဲ့ဒီအစိတ်ကိုနေ့တိုင်းပြုံးပြုံးကြီးမျိုးချနေကြတယ်မင်းတို့ကအထက်လူကြီးကလမ်းဘေးခွေးတစ်ကောင်လိုဆက်ဆံတာကိုငြိမ်ခံတယ်ချစ်သူကတငယ်ချင်းတွေရှိမှမင်းရဲ့အိမ်မက်တွေကိုနှိမ့်ချပြောဆိုတာကိုခွင့်ပြုတယ်တငယ်ချင်းအရင်ခေါက်ဆိုသူကပျော်ရွှင်ဖို့ဆိုတဲ့အကြောင်းမချက်နဲ့မင်းကိုအမြဲတမ်းဟာသားလို့စားနောက်တာကိုခံနေတယ်ဒါတွေကိုရက်လိုက်ပါမင်းဟာသူတော်စင်လုံနေရမဟုတ်ပါတားကောင်ဖြစ်နေအောင်ပြီးတော့ပူပွင့်လင်းလင်းပြောရရင်ကြီးရတာရမ်းရှက်ဖို့ကောင်းပါတယ်ဒီနေ့မှာတော့ရင်ကျေးပြူငါချင်းဆိုတဲ့စီးမင်းစာအုပ်ကိုမိရှို့ဖျက်ဆီးကြဘာလို့လဲဆိုတော့သူများအနှင်းခံရတာကိုခွင့်ပြုနေရင်မင်းကိုယ်တိုင်လမ်းမေးပလက်ဖောင်းဖြစ်သွားတဲ့အခါကျမှအံ့ဩမနေပါမင်းဟာသူရဲဘောကြောင်တဲ့သူတယောက်လိုမျိုးတုံ့ပြန်နေခြင်းအပြင်မင်းရဲ့ကိုယ်ပိုင်ဘဝကိုဘယ်လိုဖျက်ဆီးနေလဲဆိုတာအတိအကျပြောဖို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်ကြည့်လိုက်အောင်နံပါတ်1ပြဿနာမဖြစ်ချင်လို့ရီမောပြီးကြော်မသွားပါနဲ့တယောက်ကဟာတာလူလိုနဲ့မင်းကိုအထင်မြင်သေးစေမဲ့စကားလုံးမျိုးပြောလာတဲ့အခါမင်းကနေရခတ်တာကိုကြော်လွှားဖို့အတွက်ပြောညံ့ညံ့ရီမောလိုက်တာနဲ့သူတို့ကိုမင်းပေါ်အမြဲတမ်းမလေးမစားလုပ်ဖို့အတွက်တရားဝင်လိုင်စင်ထုတ်ပေးလိုက်တာနဲ့တူတူပါပဲမင်းကတော့ကိုယ့်ကိုအေးအေးဆေးရှိနေတယ်လို့ထင်ရင်ထင်နေလိမ့်မယ်အခြေအနေကိုထိန်းနိုင်တယ်လို့ထင်နေလိမ့်မယ်အမှန်တကယ်တော့မင်းရဲ့စီးပွားနေဟာရေဆိုတီရှူးစက်ကူလိုမျိုးပြော့ဖက်နေတယ်လို့တစ်ဖက်လူကိုတင်ပေးလိုက်တာပါပတ်ဝန်းကျင်အနေမခတ်စေဖို့တသက်အတွက်ကိုယ့်ကိုအောက်ကျခံပြီးတော့ရီမောလိုက်တဲ့အခါမင်းရဲ့သိက္ခာ9စက္ကန့်စာလူမှုရေးအဆင်ပြေမှုထက်တန်မိုးနှဲပါတယ်လို့ကဘာကြီးကိုပြောလိုက်တာပါနောက်တစ်ခါတယောက်ကကန့်လန့်စကားပြောလာရင်မင်းတို့ရဲ့မျက်လုံးကိုတဲ့စိုက်ကြည့်ပြီးတော့ဘာမှမပြောဘဲနဲ့နေစေခြင်းတယ်အခန်းလေကပုတ်ပွားနေတဲ့အကောင့်တွေတကောင်လိုမျိုးအဲ့ဒီအတိုင်းရှိနေပါစေလုံးဝမပြောမှနဲ့မျက်လုံးလည်းလွှဲမသွားပါနဲ့သူတို့နှစ်ဖူးကနေချွေးစေးတွေစပြီးတော့ပြန်လာတဲ့အထိသူတို့ကိုစိုက်ကြည့်နေရုံပါအတန်လိမ့်နေခြင်းဟာမင်းပေးနိုင်တဲ့အပြင်းထန်ဆုံးအရာဖြစ်တယ်ဘာလို့လဲဆိုတော့အဲ့ဒါကသူတို့ရဲ့ကိုယ်ပိုင်အငြိကြီးတွေထဲမှာသူတို့ကိုယ်တိုင်ပြန်ထိုင်နေရအောင်ဖိအားပေးလို့ပါပဲမင်းရေမောလိုက်တဲ့အခါသူတို့ရဲ့မိုင်မဲမှုဝင်တော့ဝင်မိုးကိုမင်းကမျှဝေခံစားလိုက်သလိုမျိုးဖြစ်သွားပါတယ်မင်းကိုကောင်းကျိုးမပေးတဲ့သူတွေအတွက်အခါချင်းဝင်မရတဲ့လူပြည့်တယောက်လိုလုပ်နေတာကိုရပ်တန့်လိုက်ပါနံပါတ်1ဒေါသတကြီးပေါက်ကွဲပြီးမတုံ့ပြန်ပါနဲ့မင်းအော်ဟစ်ပြစ်ချင်မယ်ကလထန်တွေနဲ့ပြစ်ပေါက်ချင်မယ်ဆိုတာသိပါတယ်ဒါပေမဲ့မင်းစိတ်ဆိုးဒေါသထွက်လိုက်တာနဲ့အဲ့ဒီစစ်ပွဲမှာမင်းကရှုံးနေသွားပါပြီအစိတ်ဓာတ်ဖြစ်စေတဲ့သူတွေကမင်းဒေါသထွက်လာအောင်ရည်ရွယ်ချက်ရှိရှိလုပ်တာပါဘာလို့လဲဆိုတော့မင်းပေါက်ကွဲသွားတဲ့အခါပြဿနာရဲ့အာရုံစိုက်မှုကသူတို့ရဲ့ရိုင်းဆိုင်မှုကနေမင်းရဲ့ယူသွတဲ့တုံ့ပြန်မှုစီပြောင်းသွားလို့ပါတယ်ပြုံးစားကြီးမင်းကစိတ်မမှန်တဲ့သူဖြစ်သွားရောမင်းဟာပြဿနာရှာတဲ့သူဖြစ်သွားရောမင်းဟာကုန်းဆိုင်လေမှာစိတ်မချမ်းသာတဲ့လူနာတယောက်လိုဖြစ်နေချိန်မှာတော့သူတို့ကအေးအေးဆေးဆေးနဲ့နင်းနာသူအဖြစ်ဟန်ဆောင်ဝင်ရသွားကြပါတယ်ဒေါသဆိုတာအားနည်းချက်တစ်ခုပဲမင်းရဲ့အာရုံစနစ်ကိုထိန်းချုပ်တဲ့ remote control ကသူတို့ရဲ့ထဲမှာရှိနေတယ်ဆိုတာကိုသူတို့ကိုပြလိုက်တာပါပဲမင်းမုန်းတဲ့လူတယောက်ကိုမင်းရဲ့နှလုံးခုန်နှုံးအပေါ်မှာဘာလို့ဒီလောက်တောင်စွမ်းအားမျိုးတွေပြီးမှလဲမင်းအေးဆက်နေဖို့လိုရတယ်ကင်ဆာချိတ်ကိုဖယ်ရှားနေတဲ့ခွဲစိတ်ဆရာဝန်တယောက်ရဲ့တည်ငြိမ်မှုမျိုးနဲ့တုတ်ပြန်ပါသူတို့ကအော်ရင်မင်းကလေတံတူးတိုးနဲ့ပဲပြောပါသူတို့ပြရာခတ်နေရင်မင်းကပြင်းကြီးပြီးတော့ညှင်းဝှက်နေတဲ့ပုံစံမျိုးပြပါလူမိုင်းတယောက်ကိုတတ်ဖို့အတွက်အကောင်းဆုံးနီးလန်းကမင်းကိုစိတ်ဆွလို့မရမှန်းသူတို့သိသွားအောင်လုပ်ဖို့ပါမင်းတည်ငြိမ်နေတဲ့အခါဇလန်ရဲ့အဓိကဆက်ဆောင်ဖြစ်ဆက်ရှိနေပြီးတော့သူတို့ကတော့စနစ်ထဲကချိုးရင်းချက်တစ်ခုလိုပဲမြင်နေရပါလိမ့်မယ်အသက်ရှူစနစ်ကိုထိန်းချုပ်ပါအန်ကျိတ်ထားပါတုတ်ပြန်တဲ့စကားကိုဓာတ်သွားလိုမျိုးတူတူနဲ့ထက်ထက်ပဲသုံးပါနံပါတ်3ကိုယ့်ရဲ့တန်ဖိုးကိုသူတို့ကိုရှင်းမပြပါဒါဟာမလေးမစားလောက်ခံရတဲ့အခါလူတွေလှုပ်လှရှိတဲ့အဖြစ်ပြက်ဆုံးရပါပဲသူတို့ကဘာကြောင့်ပူကောင်းတဲ့ဆက်ဆံမှုနဲ့ထိုက်တန်လဲဆိုတာကို PowerPoint presentation နဲ့စပြီးတော့ရှင်းပြကြတော့တာပဲမင်းကငါမင်းတော့ဘာတွေလုပ်ပေးခဲ့ရလဲဒါမှမဟုတ်ငါဒီနေရာမှာဘယ်လောက်အများကြီးပတ်မိုးပေးထားရလဲမင်းတတိမထားမိဘူးထင်တယ်ဆိုတဲ့စကားမျိုးတွေစပြောလာတယ်အကယ်၍မင်းကလူတစ်ယောက်ကိုအခြေခံလူသားဆန်တဲ့လေးစားမှုနဲ့ဘာလို့ဆက်ဆံသင့်လဲဆိုတာကိုလိုက်ရှင်းပြနေရပြီဆိုရင်မင်းကဒီတိုက်ပွဲကိုရှုံးနေပါပြီမင်းကအခြေခံအားဖြင့်မင်းကိုဖိတ်တော်မဖိတ်ထားတဲ့ဝိုင်းတစ်ခုမှာထိုင်ကုန်ရဖို့အတွက်တောင်းပန်နေရတာနဲ့တူပါတယ်လေးစားမှုဆိုတာကားရေးကြဝယ်သလိုမျိုးဈေးတွေဆွေးနွေးရမယ့်အရာမဟုတ်ပါဘူးအဲ့ဒါကအလိုလျောက်ရှိနေရမယ်တတ်မှတ်ချက်ပါမင်းရဲ့တန်ဖိုးကိုရှင်းပြဖို့ကြိုးစားခြင်းအပြင်မင်းကမှန်လားမှားလားဆိုတာကိုဆုံးဖြတ်ဖို့အတွက်စွမ်းအားတွေကိုသူတို့လက်ထဲကိုပေးလိုက်တာပါပဲမင်းကသူတို့ရဲ့အတိမန်ပြုမှုကိုတောင်းခံနေရတာအရေးကြီးတဲ့လူဖြစ်ဖို့သူတို့ရဲ့ထောက်ခံချက်ကိုခမရမလိုအပ်ပါဘူးအကယ်၍သူတို့ခမရရဲ့တန်ဖိုးကိုမမြင်ဘူးဆိုရင်ဒါဟာသူတို့ဘက်ကအမြင်အာရုံချိုးရင်းချက်ပါပဲမင်းဘက်ကတန်ဖိုးမရှိလို့မဟုတ်ပါဘူးစကားပြောတာကိုရပ်ပြီးတော့လက်ထွက်ခဲ့ပါမင်းရဲ့ပြောက်ကွယ်သွားခြင်းကမင်းရဲ့စကားလုံးတွေထက်မင်းရဲ့တန်ဖိုးကိုပိုပြီးကောင်းအောင်ရှင်းပြပေးပါလိမ့်နေသားနေတော့နေမင်းရဲ့အလင်းရောင်ကိုတန်ဖိုးမထားတဲ့သူတွေကိုအမောင်တို့ကိုချစ်တလာအောင်သူတို့ဘာသာတင်ယူပါစေနံပါတ်4ကလေးစားချေဖို့မကြိုးစားပါနဲ့ကျွန်တော်နားလေပါတယ်မင်းတို့ကိုဒုက္ခပြန်ပေးခြင်းပဲသူတို့ရဲ့လှည့်ဝက်ချက်တွေကိုယုံတစ်ခုလုံးကိုလိုက်ပြောခြင်းပဲသူတို့ခံစားနေရတာကိုမြင်ခြင်းပဲဒါပေမဲ့အချက်ချင်းကလေးစားချေခြင်းဟာရှုပ်ထွေးတယ်စုညံ့တယ်ပြီးတော့များသောအားဖြင့်ကိုယ့်ကိုယ်ပဲပြန်ပြီးတော့ဒုက္ခပေးတတ်ပါတယ်မင်းကလေးစားချေဖို့ကြိုးစားနေတဲ့အခါမင်းဟာသူတို့ကိုစိတ်ဆွဲလန်းနေတော့မှာပဲမင်းရဲ့အဖိုးတန်တဲ့ငွေကြေးဖြစ်တဲ့မင်းရဲ့အချိန်တွေကိုခုကိုအမိုက်လိုဆက်ဆံနေတဲ့သူတွေပေါ်မှာသုံးဆွဲနေတော့မယ်မင်းကိုယ်တိုင်တော့မလေးစားတဲ့သူအတွက်မင်းကဘာလို့အချိန်ပိုတွေအလုပ်လုပ်ပြီးမှလဲအကောင်းဆုံးကလေးစားချေခြင်းဆိုတာစမ်းပြတဲ့အကွက်တွေကိုသုံးတာမျိုးမဟုတ်ပါဘူးမင်းကိုယ်တိုင်အလုံးအောင်မြင်ပြီးတော့အလွန်ပျော်ရွှင်ပြီးတော့
သူတို့လုံးဝမှတ်မိလို့မရတဲ့အထိပြောင်းလဲသွားပြီးတော့မင်းပေါ်မှာထားတဲ့သူတို့ရဲ့အမြင်တွေဟာလည်းလုံးဝပြောင်းလဲသွားအောင်စူးစမ်းလိုက်တာပါမင်းတို့ကိုနာကျင်စေချင်တာမင်းရဲ့အထုပ်ပတိစာအုပ်မှာသူတို့ကိုအောက်ခြေမှတ်စုလောက်ပဲဖြစ်စေမယ်ဘဝမျိုးနဲ့ရှင်သန်ပြလိုက်သူတို့ကတော့လူတွေကိုမုန်းတီးနေတဲ့တူညီတဲ့စိတ်ပြက်စရာတန်တရားထဲမှာပိတ်မိနေတဲ့အချိန်မှာမင်းကပို့ပြီးတော့ကြီးမားပြီးတော့ကောင်းမွန်တဲ့အရာတွေစီကိုရှောက်လန်းသွားတာကိုသူတို့ကိုထိုင်ကြည့်ခိုင်းလိုက်ပါအောင်မြင်မှုဆိုတာဘာပြဿနာမှမကြံစေတဲ့တခုတည်းသောလက်စားချေခြင်းပါပဲပထမဦးစွာတည်းကသူတို့လိုလူမျိုးနဲ့လုံးဝမပတ်သက်ခဲ့မှာမဟုတ်တဲ့မင်းရဲ့ version အသစ်တစ်ခုဖြစ်လာအောင်လုပ်လိုက်ပါနံပါတ်1ဘာမှမဖြစ်ခဲ့သလိုဟမ်မဆောင်ပါနဲ့ကိုယ့်ကိုပြန်ပြီးလိန်ညာတာဟာမိမိကိုယ်ကိုတန်ဖိုးထားမှုနည်းတဲ့သူတွေရဲ့အမျိုးသားရေးဝါသနာတစ်ခုလိုဖြစ်နေပါပြီမင်းဟာသူတို့ပင်ပန်းနေလို့နေမှာပေါ့ဒါမှမဟုတ်သူတို့နေမကောင်းလို့နေမှာပေါ့လို့ကိုယ့်ကိုပြန်ပြောတတ်တယ်ဒါမှမဟုတ်ငါကပဲစိတ်ဆက်လွန်းနေတာပါလို့တွေးတော့တယ်အမှန်တကယ်ကမင်းဟာစိတ်ဆက်နေရမဟုတ်ပါမင်းဟာလူတစ်ယောက်ကသူဘယ်လိုလဲဆိုတာကိုမင်းကိုပြလာရင်ပထမအချိန်မှာယုံကြည်လိုက်ပါအိမ်ပြန်ပြီးတော့သူတို့ရဲ့အမိုက်လိုပြုမှုတွေအတွက်စင်ကြယ်တွေလိုက်မပေးပါနဲ့ဘာမှမဖြစ်သလိုမျိုးဟန်ဆောင်နေရင်သူတို့ကိုနောက်တစ်ချိန်ပိုဆိုးစေတဲ့အရာတွေကိုလုပ်ဖို့အတွက်မိစိမ့်ပြလိုက်လို့ပါအဲ့ဒီမလေးစားမှုကိုအတိမတ်ပြုပါနာကျင်မှုကိုခံစားပါပြီးရင်အဲ့ဒါကိုအေးဆက်ပြီးတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်အဖြစ်ပြောင်းလဲလိုက်ပါရန်ဖြစ်ဖို့မလိုပါဘူးဒါပေမဲ့အဲ့ဒီလူနဲ့ဆက်ဆံတဲ့ပုံစံကိုတော့ပြောင်းလဲရမယ်မင်းစီကိုဝင်ထွက်ခွင့်ရတာကိုသူတို့မလေးမစားလုပ်ရင်မင်းရဲ့စိတ်ဓာတ်ကိုတမင်တကာနှိပ်ချဖို့ကြိုးစားတဲ့သူတွေအတွက်သတိပေးချက်ဆိုတော့မရှိတော့ပါဘူးဒုတိယအကြိမ်ခွင့်ရင်းဆိုတာလည်းမရှိပါဘူးမင်းဘဝတွေကနေထုတ်ပြလိုက်ပါမင်းရဲ့ဘဝဟာခံတက်တစ်ခုဖြစ်တင်ပါတယ်ဒါပေမဲ့မင်းကတော့လက်ရှိမှာရှုံ့ပင်နေတဲ့ဖရက်တွေစီးပြီးတော့ဝန်ထမ်းတွေကိုအရက်ခွက်တွေနဲ့ပြစ်ပေါက်နေတဲ့သူတွေကိုခံတက်တွေပေးဝင်နေရပါမင်းကိုယ်တိုင်တော့စီးမထားရင်ဘယ်သူမှလာပြီးတော့စီးလာတားပြီးမှမဟုတ်ပါဘူးကျွန်တော်တို့ကမင်းကိုတေးသိမ့်နေလို့ခံစားရအောင်လုပ်ပြီးတော့မင်းကိုပြန်ပြီးတော့ကြီးမြတ်တယ်လို့ခံစားရစေမယ်ဖြည့်ရှင်းတဲ့တွေကိုပြန်အောင်စားဖို့အသက်မွေးနေတဲ့ကဘာကြီးထဲမှာရှင်းသန်နေရတာပါမလေးစားခြင်းဆိုတာတေးသိမ့်နေသူတွေကစကြဝဠာပေါ်မှာသူတို့တစုံတရာထင်းချုံနိုင်စွမ်းရှိတယ်လို့ခံစားရစေဖို့သုံးတဲ့တခြားနည်းလမ်းတစ်ခုပါဒါပေမဲ့မင်းဟာသူတို့ရဲ့ကစားပွဲတွေကနေရုပ်တရုပ်မဟုတ်ပါဘူးမင်းကမင်းရဲ့ကိုယ်ပိုင်လက်တွေ့ဘဝကိုတိစောက်နေတဲ့ဘိသုကာပညာရှင်ဖြစ်ပါတယ်အတိတ်ပဲမရှိတော့တဲ့အရာတွေကိုမင်းသိမခံတော့တဲ့အချိန်ဟာမင်းရဲ့ဘဝအစစ်မှန်စတင်တဲ့အချိန်ပါပဲအဲ့ဒါကနေရခဲလိမ့်မယ်မင်းတငယ်ချင်းချို့ကိုဆုံးရှုံးရလိမ့်မယ်မင်းကိုလူပေါင်းမဆက်တဲ့သူမာနာကြီးရဲ့သူဒါမှမဟုတ်အေးစတဲ့သူလို့ခေါ်ကြလိမ့်မယ်ကောင်းပါတယ်သူတို့အဝေးကနေလှမ်းခေါ်နေသွေးမင်းကိုကြိုက်တယ်လို့ခေါ်ပါစေလူတွေရဲ့အကြိုက်ကိုလိုက်လုံနေရတယ်ဆိုရင်မင်းကကြိုးမရှိလို့ပါပဲမှန်ကန်တဲ့သူတယောက်ရဲ့လေးစားမှုကိုရတာကမှမင်းမှာဝိညာဉ်ရှိတယ်ဆိုတဲ့လက္ခဏာပါပဲဒါကြောင့်အပြင်ထွက်ပြီးတော့မင်းဟာတကယ်ကိုအရေးပါတယ်သူတယောက်လိုမျိုးစပြီးတော့ပြုမှုနေတိုင်းပါဘာလို့လဲဆိုတော့မင်းကိုယ်တိုင်ကမယုံကြည်ရင်တခြားဘသူကယုံကြည်လာမှာလေကဘာကြီးကရှုပ်ထွေးလာတဲ့ပြဿနာယုံကြည်တစ်ခုပါပြီးတော့လူများစုဟာသူတို့ရဲ့စိတ်မလုံခြုံမှုတွေနဲ့မင်းရဲ့အလင်းရောင်ကိုခိုးယူဖို့ကြိုးစားနေတဲ့တရုပ်ဆောင်ညံ့နေပါမင်းကဒီဗီဒီယိုကိုကြည့်ပြီးတော့ထွက်သွားပြီးတဲ့နောက်မှာတော့မှ comment တစ်ခုဒါမှမဟုတ်အကြည့်တစ်ချက်ကြောင့်မင်းရဲ့တဘွားလုံးကိုဖျက်ဆီးခွင့်ပေးနေတော့ဆိုရင်မင်းကဘာမှတင်ယူခဲ့တာမဟုတ်ပါမင်းကမင်းရဲ့ဝိညာဉ်ရဲ့ကပတင်ဖြစ်တင်ပါတယ်တခြားသူရဲ့အမြင်ဆိုတဲ့လေထဲမှာလွင့်မျောနေတဲ့တရမဟုတ်ပါဘူးစတိုအေးဝါဒအရ Marcus Aurelius ပြောခဲ့ဘူးသလိုပါပဲမင်းဟာမင်းရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိပြင်ပကဖြစ်ရတွေကိုတော့ထိန်းချုပ်လို့မရဘူးဒါကြောင့်အခုအပြင်ကိုထွက်ပြီးတော့အနိုင်ကျင့်တဲ့သူတိုင်းကြောက်ရတဲ့အိမ်မဆိုးတစ်ခုဖြစ်အောင်နေပါလူကောင်းဖြစ်ခံမနေပါနဲ့တော့မရှိမဖြစ်လေးစားရမယ့်သူအဖြစ်ပဲရက်တည်ပါကဘာကြီးကခြေတုပ်ဘက်တွေကိုထပ်ပြီးတော့မလိုချင်တော့ပါဘူးမျက်တောင်မခတ်တန်းကိုယ့်ရဲ့ရက်တည်ချက်ကိုခုခံကာကွယ်ရတဲ့သူတွေကိုပဲလိုအပ်ပါတယ်မင်းကိုသတိပေးပြီနော်အခုသွားပြီးတော့မင်းရဲ့ကိစ္စရက်တွေကိုကိုယ်တိုင်ဖြေရှင်းလိုက်ပါတော့အားလုံးပဲအဆင်ပြေကြပါစေဒါဆိုရင်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် See you